သူဟာလာပါတဲ့ဖဲဝေသူကောင်မလေးကိုကြည့်ချင်ုံတက်တက်နဲ့လောင်းစားဆိုင်တစ်ခုရဲ့လင်းကိုနှိပ်လိုက်မိခဲ့တယ်ဒါပေမဲ့ဆက်စုကျင်စိတ်ကသူ့ကိုထိမရအောင်တွန်းပို့ခဲ့ပါတယ်သူပထမဆုံးစမ်းပြီးအလောင်းစားလုပ်ကြည့်တော့နိုင်သွားခဲ့တယ်ကူချမ်းကဒါဟာငါးစာဆိုတာသိပါတယ်ဒါကြောင့်ပိုက်ဆံထုတ်ပြီးတာနဲ့ website ကိုချက်ချင်းပိတ်ပစ်လိုက်တယ်ဒါပေမဲ့စိတ်ထဲမှာတော့အစိဆန်ကစိုက်ပျိုးမိသွားပါပြီဘယ်သူမှတစ်ခါနိုင်ုံနဲ့ရောင်းရဲပြီးလက်ထွက်မသွားနိုင်ကြဘူးလေသူ့ရေးစားအတွက်ဒုတိယတစ်ခုဝယ်ပေးခြင်းပေမဲ့ဈေးကအရန်ကြီးနေရဲ့ဒါနဲ့သူဖုန်းကိုပြန်ထုတ်လိုက်ပြန်တယ်ဒါလေးဝယ်ဖို့လောက်ယုံမဲ့ကစားမယ်ပြီးရင်တကယ်ဖြတ်ပြီးလို့သူ့ကိုသူဖြောင်းဖြတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ကန်တရားကသူ့ကိုမျက်နှာသာမပေးတော့ဘူးအကုန်ရှုံးသွားတယ်လောင်းစားဆိုင်ကနေချင်းငွေ uplink တွေကိုသူ့စီပို့ပေးလာတယ်သူလည်းချင်းငွေရယူပြီးဒုတိယဝယ်ကရေးစားဖြစ်သူကိုလက်ဆောင်ပေးလိုက်တယ်အဲ့ဒီနောက် message တစ်ခုတက်လာတယ်အဲ့ဒီဖဲဝေသူကောင်မလေးကသူမမှာအတွင်းသတင်းရှိတယ်ဒီတစ်ခါတော့အပိုင်မဲလို့ပြောလာတယ်အကျွေးဆက်ဖို့အတွက်ကူချမ်းဟာသူမကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်တယ်ရလက်ကသူမပြောတဲ့အတိုင်းတစ်ထက်တည်းထွက်လာခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူဘာကိုမှအာယုံဆိုင်လို့မရတော့ဘူးတပွဲနိုင်တာကလက်ပေါင်းများစွာစုထားတဲ့လစာထက်တောင်များနေတာကိုသူမရက်မနာလောင်းကစားတော့တယ်တဖြည်းဖြည်းနဲ့သူဟာလုံးဝကိုဆွဲလန်းသွားခဲ့ပြီးရှိသမျှငွေတွေကုန်သွားတော့အတိုးကြီးတဲ့အကျွေးတွေကိုထက်ချေးတယ်နောက်ဆုံးမှာတော့အကျွေးရှင်တွေသူ့အိမ်တကားဝအထိရောက်လာကြတယ်သူအကျွေးတွေအများကြီးတင်နေတာကိုမိဘတွေတီးသွားပြီးချင်းချောက်ငွေညစ်တာတွေပါကြုံလာရတယ်မိဘတွေမှာရွေးချယ်စရာမရှိပဲသူတို့ရဲ့တသက်စာစုဆောင်းငွေတွေကိုထုတ်ပြီးအကျွေးဆက်ပေးလိုက်ရတယ်ပြီးတော့သူ့ကိုအဆက်အသွယ်ဖြတ်ဖို့ဖုန်းကိုတင်လိုက်ကြတယ်ဒါပေမဲ့ကူချမ်းကတော့အတိစိတ်တွေလုံးဝပျောက်ဆုံးနေပြီးသူဟာအကုန်ပြန်နိုင်မယ်လို့ပဲတစ်ထစ်ချယုံကြည်နေရဲ့သူဟာအဖေပေးထားတဲ့ကားကိုကားရောင်းဝယ်စင်တာမှာတွားရောက်လိုက်တယ်ပြီးတော့ရေးစားကိုဘာတစ်ခုစီခေါ်သွားပြီးသူ့အတွက်ဘုံပွဲအလောင်းစားလုပ်ခိုင်းတဲ့ရေးစားဖြစ်သူကအပြင်ဘက်မှာသဘောတူဟန်ဆောင်ပေမဲ့တကယ်တမ်းတော့လောင်းချင်းမတင်ခဲ့ဘူးဒါပေမဲ့ဒီတစ်ခါမှလည်းကူချမ်းခံမှန်းတဲ့ကိုရလက်ကကွက်တိဖြစ်နေပြန်တယ်သူဟာအနိုင်ရတဲ့အရာတာမှာတာယာပြီးလောကကြီးရဲ့အထွတ်ထိပ်ရောက်နေတယ်လို့ခံစားနေရတယ်ရေးစားဖြစ်သူကတော့ပိုပြီးစိုးရိမ်လာပြီးနောက်ဆုံးမှာသူမလောင်းချင်းမတင်ခဲ့ကြောင်းဝန်ခံလိုက်တယ်ကူချမ်းစိတ်ပေါက်ကွဲသွားတယ်အဲ့ဒီနောက်သူဟာသူ့ဖွားအိမ်ကိုသွားပြီးကျွန်တော်မင်္ဂလာဆောင်တော့မှာမို့ပိုက်ဆံအရေးပေါ်လိုနေတယ်လို့မျက်နှာပြောင်တိုက်ပြီးလိန်ညာခဲ့တယ်အဖွားဖြစ်သူကဝမ်းသာအားရနဲ့ငွေ3သိန်းခွဲရှိတဲ့ဘဏ်ကတ်ကိုပေးလိုက်တယ်ဒါတောင်ကူချမ်းကမလောက်သေးဘူးလို့ထင်နေတော့မဲသူဟာအဘိုးကွယ်လုံခါနီးအမတ်တရပေးခဲ့တဲ့အဖွားရဲ့ကြောက်စိမ့်လက်ကောက်ကိုပါခိုးယူလိုက်တယ်သူ့ရင်ထဲမှာလည်းနာကျင်နေရပါတယ်ဒါဟာမယွင်းနေရဆိုတာသူသိတာပေါ့ဒါပေမဲ့ငါတေချာပေါက်နိုင်မှာပါနိုင်ရင်ဒါတွေအားလုံးပြန်ဝယ်ပေးမယ်လို့သူ့ကိုယ်သူလိန်ညာနေတော့မဲအိမ်ပြန်ရောက်တော့အမေဖြစ်သူကိုအခန်းထဲမှာပိတ်လောင်ထားပြီးစစ်တစ်တာကိုဖွင့်ရှိသမျှငွေဆက်ကူတွေကိုယူတဲ့အင်ဂျင်ကိုပါပေါင်နှံဖို့ယူလိုက်တယ်ဘာလို့လဲဆိုတော့ဖဲဝေသူမလေးကနောက်ထပ်အတွင်းသတင်းတစ်ခုပို့ထားလို့ပဲဒီတခါတော့ကူချမ်းဟာအကုန်စင်ပုံအော်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဒီတပွဲတာနိုင်ရင်ငါတကယ်ဖြတ်တော့မယ်လို့သူကြုံရတဲ့သူရှိသမျှအကုန်လုံးကိုစိုက်ထဲထည့်လိုက်တယ်အဲ့ဒီအချိန်မှာတော့လောင်းစားကောင်းကသူတို့လိန်ထားတဲ့ငွေ8တန်းကိုဘဏ်ကတ်ပေါင်းများစွာနဲ့ခွဲထည့်ပြီးမြို့နယ်မှာရှိတဲ့ငွေထုတ်သူတွေကတပြားမကြံထုတ်ယူနေကြပြီကူချမ်းကတော့ဖုန်းကိုစိုက်ကြည့်ရင်သူနိုင်တော့မယ်လို့ယုံကြည်နေတော့အဲ့ဒီအမျိုးသမီးကိုဆက်သွယ်ဖို့စူးစမ်းတဲ့အခါမှာတော့သူမဟာပျောက်ချင်းမလားပျောက်ကွယ်သွားပြီးကူချမ်းကအလိန်ခံရမှန်းမသိတာမဟုတ်ဘူးသူကအတိမတ်မပြုတ်ကျင်တာပဲသူဟာပညာတတ်တယောက်ပါလူဦးကြောင်ကြောင်မဟုတ်ဘူးဒါပေမဲ့လောင်းစားကောင်းကထောင်ထားတဲ့ကြောက်ကွင်းထဲရောက်သွားပြီဆိုရင်ဘလောက်ပဲတော်နေပါစေအမှန်တရားကိုမြင်နိုင်စွမ်းမရှိတော့ဘူးနောက်ဆုံးမှာတော့ကြောက်စိမ့်လက်ကောက်လေးဟာကွဲချေသွားတယ်လို့ပဲဘဝတစ်ခုလုံးနဲ့စိတ်အမွားဖြစ်သွားရတော့တယ်လောင်းစားဆိုတာကိုဘယ်တော့မှဆက်စုမနေပါနဲ့ဝေးဝေးကနေရှောင်ကျင်ကြပါ